ဒီနေ့ကလေအိမ်မှာမနှက်စာကွာသိတယ်မလားမိုးဟင်းကားချက်စားတယ်အဲ့ဒါလေးပြပေးခြင်းလို့မိုးဟင်းကားဟိုညီမတို့ AR တိုင်းဘက်မှာဆိုလို့ရှိရင်ငါးကိုပြုတ်ပြီးတော့လေငရုတ်ကောင်းလေးပေါက်ကလေးနဲ့ချက်ကငါးငရုတ်ကောင်းမိုးဟင်းကားပေါ့သိရမလားစားကောင်းတယ်ဟိုခါလေးကြလို့ရှိရင်လေအိမ်မှာအပြင်ကနေဝယ်စားတဲ့ခါကျရင်မှလူများလို့ရှိရင်ဟိုများတယ်လေသိတယ်မလားဆိုတော့2000မို့3000မို့ကုန်တယ်ဆိုတော့ကိုယ့်အိမ်မှာကိုချက်စားလိုက်တော့မုတ်ဖက်ကမုတ်ဖက်တပိတ်တာညက်တပိတ်တာလောက်ဆိုလို့ရှိရင်များများစားရတယ်လေမုံဟင်းကြီးကကိုယ့်ဘာလို့ချက်တယ်မုံဟင်းကြီးကလည်းမှုေးနေတာပဲငါးကိုငချင်းကိုတေးသေးချာချာလေးပြုတ်ပြီးတော့ဟိုပါလေငရုတ်ကောင်းပေါက်ကလေးနဲ့ချက်ထားတာငချင်းကိုပြုတ်ပြီးတော့ညီမတို့တေးချာစီတက်ပြီးမှချက်ထားတာလေအဲ့ဒါအိမ်မှာချက်စားတာမှလို့ရမ်းကောင်းတယ်တစ်လောက်တော့2ကြိမ်တော့ချက်စားတယ်အတေးကကိုယ့်ဟာနဲ့ကိုချက်စားတဲ့အတွက်ကြောင့်မလို့အချုံမုံနေပါလေထည့်စရာမလိုတော့ဒီကငါးခက်ကိုနိုင်သုံးထားတယ်ပဲငါတို့ကကြာတော့ဟိုပါပေါ့ငပြာရီကိုကြာတော့ငါးငပြာရီသုံးထားရတော့ဒါအားစားကောင်းသွားတာစားကြပါဦးမတို့ဒီမှာကြည့်မင်းကလေမုံဟင်းကားစားလို့ရှိရင်လေအကြော်ထည့်စားတာမကြိုက်ဘူးဒီတိုင်းအလွတ်စားပဲကြိုက်တယ်အိုးကြီးပြာကြီးနဲ့ရှက်ထားတာဒီမှာမတို့အိမ်မှာကိုယ့်ဘာသာကိုရှက်စားကြအမုံဟင်းကားရှယ်ပဲစားကောင်းနေရောမိုးဟင်းကားလေအဲ့လိုငါးကက်နိုင်နဲ့မျိုးကောင်းပေါက်ပြီးနဲ့ချက်စားတယ်အရင်စားကောင်းတာစားပါအောင်အိမ်မှာတော့မှဆိုလို့ရှိရင်လေငယ်တုန်းကဆိုညက်ခောက်ဆွဲဆိုလို့ရှိရင်လေဟိုဓနိဖက်ရှိတယ်ဓနိဖူးရှိတယ်ဓနိအဖူးပေါ်မှာလေကိုကလည်းကိုမုတ်ကျိတ်ပြီးလို့ရှိရင်ဒံအိုးထဲမှာလေအဲ့ဒီမုတ်ဖက်အရည်လေးကိုထည့်လိုက်ဒီလိုဒံအိုးအဖုံးမဟုတ်အရည်လေးကိုထည့်လိုက်ပြီးလို့ရှိရင်စကောဒီလိုမျိုးလေးလှည့်လိုက်ပြီးတော့မုတ်ကလေးကျက်သွားပြီပေါ့နော်ရင်မေးဦးနဲ့ပေါင်းတော့မုတ်ကလေးကျက်သွားပြီဆိုရင်မင်းတို့ကဓနိဖူးအဖက်ကလေးလေဓနိဖူးအဖူးတန်လေးရှိတယ်လေအဲ့ဒီအဖူးတန်လေးပေါ်မှာလွှားပြီးတော့ပြီးကမှတက်ကြီးလေးနဲ့ညှက်ပြီးတော့တောမှာဆိုကိုယ့်ဘာသာကိုပဲလှုပ်စားကြတာဆောက်ကောင်းတော့မိုင်းတို့အဲ့ချက်စားကြည့်အိမ်မလေးကျမင်းနဲ့လည်းညီညွတ်တယ်ဒါမျိုးစားကျင်နေတာကြားပြီမင်းတို့ကအေးရဝတိုင်းဘက်ကဆိုတော့အဓိကငါးနဲ့မိုးဟင်းကားနဲ့ချက်တာကိုကြိုက်တယ်ပဲတွေပါထည့်တဲ့အရာတာကိုမကြိုက်ဘူးပေါ့နော်တယောက်နဲ့တယောက်ဒလေးတော့မတူတချို့တွေကြတော့ပဲထည့်တဲ့အရာတာကိုကြိုက်တယ်ညီမတို့ကကြတော့ဒီအဓိကမုံညစ်ကိုငါးနဲ့ချက်ပြီးတော့စံလော်မှုန့်နဲ့ငရုတ်ကောင်းနဲ့အဓိကမင်းအသက်ချက်ထားတာစားကောင်းတယ်နော်အဲ့လိုမိုးဟင်းကြီးတောက်ရင်ကိုရှိုးပြီးစားကောင်းနေတာ